အခုတလောကမှပြီးသွားတဲ့ Love You Teacher ဆိုတဲ့ Thai series လေးကြည့်ပြီးသွားပြီလားကျွန်တော်ကတော့လေဒီ Love You Teacher ဆိုတာတဲ့သူတို့ရဲ့ Thai မူရင်းအတိတ်ပဲလေးကိုပို့ကြိုက်တယ် Thai နာမည်လေးက Rak Kro ထောက်လို့လို့တဲ့အရန်အတိတ်ပဲရှိလို့ဘူးရခံစားရတယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်လေး crew ဖြစ်နေလို့ပေါ့နော်အဲ့ဒီဒီဇလန်ဒဲတွေကကျွန်တော်အကြိုက်ဆုံး dialogue လေးကိုအားလုံးနဲ့တူကြည့်ချင်ပါတယ်ကြည့်လိုက်ရအောင် ผมเคยได้ยินว่าคนเป็นแฟนกันมักจะได้รู้จักกันและกันมากขึ้นก็ตอนออกเดินทางไปไหนด้วยกันและนี่ก็คือการออกเดินทางไปด้วยกันครั้งแรกของพวกเราသူရဲ့တိတ်ပဲလေးကคนเป็นแฟนกันချစ်သူတွေကတဲ့မှာจะได้รู้จักกันและกันมากขึ้นတယောက်နဲ့တယောက်ပူပြီးတိဖို့အတွက်တဲ့ก็ต้องออกเดินทางไปไหนด้วยกันနေရာတစ်ခုခုကိုအတူခီးထွက်တင်ပါတယ်လူတွေကတော့ခီးတူထွက်ဖို့တဲ့တူလားဒါမှမဟုတ်စီဇန်တိုင်းပြတ်တာလားစီဇန်4ကိုလူမရှိနေရလားကွန်မန့်မှာမှတ်ခဲ့ပေးပါအောင်နော်ဘိုင်ဘိုင်